လူတွေမှာရေတက်ကိုနေရတယ်ရေမတော့ရဆက်ချစ်ရေတက်တမနဲ့တဲ့ရေလေးပါတယ်နော်မိုးဆိုတာဒီနာသမီးလည်းဖြစ်တယ်လာပြတယ်ဒီမလားဘာက9ရက်ကတော့ပဲလာမအောင်နဲ့ဆိုင်ရဖို့ဒီခါမှုတာတတ်မှာနော်ငါတို့မင်းနာနှခေါင်းလေးဟိုချစ်ရကောင်းတာသူများလို့ရေဝါဝါအဲ့နင်တို့လေရေမင်းနင်တို့လေဒီမဲ့ကားလာတယ်ဒီလိုတဲ့အဲ့ဒါပြရမယ်အကားလာတယ်ဒီလိုတဲ့ဒီလိုအဲ့ဒါမင်းနာဒီလိုလေလာငါလည်းမင်းနာလည်းအဲ့လိုလေကာအဲ့ဒါရှိနေတော့မလားပရိသတ်ကြီးလာကလေးချီလို့မင်းနာမလားလာလိုက်ဒါရှိတယ်နေ့တည်းရောကျွန်တော်အနုပညာကြီးဘလောက်ပုံမှာကျွန်တော်အဲ့ဒါကမရဘူး no မရဘူးလွန်ခဲ့တဲ့နှစ်တည်းကတောင်းခဲ့တဲ့ဒီဥစ္စာကမလေးသိန်းစော်ကစမ်းရည်မိုးကိုဆက်စီအားဥအောင်ကျော်ထွန်းတဲ့ကိုတိုင်ကပြကွင်းပြုတ်သည်အရှိန်ယူပြီးတော့လေ့ကျင့်ခဲ့တဲ့အကြောင်းမလို့ယနေ့ဘာဖြစ်လဲယနေ့အောင်မြင်တဲ့မြမရိုးရစစ်မင်းသားတလက်ဖြစ်လာတော့မှပြီးတာအခုမန္တလေးသိန်းစော်စီကအဲ့ဒီစမင်းဆက်ကိုပတ်စံနေကြိုက်တဲ့လောက်ပုံသွားတောင်းမရဘူးဘယ်သူကမှလည်းလို့သူမေးလိမ့်မယ်အဲ့ဒါလို့ကျွန်တော်တို့ကစမ်းရည်မိုးဆိုတာမြမမင်းသားလေးတလက်ဖြစ်ပါတယ်စုံကိုပြောဒီကိုစူးစမ်းပြီးတော့တင်ဆက်ပေးမယ်မင်းသားလေးတလက်ဖြစ်ပါတတ်သေးပေါင်းများစွာလက်တွေ့ပြသနိုင်ခဲ့မှမန္တလေးသိန်းစော်ရှိကနေပြီးတော့ဒီဇက်တော်ကရခဲ့တာကျွန်တော်တို့လွယ်လွယ်ရခဲ့တာမဟုတ်ဘူးဒါလေးသိအောင်ပြပြမန္တလေးရောကျွန်တော်လူပညာကြီးဘလောက်ပုံမှာကျွန်တော်အဲ့ဒါကမရဘူး no မရဘူးကျွန်တော်နှစ်ကြိုးစားခဲ့တယ်စမ်းရည်မိုးကိုမင်းသားလေးမြန်မာမင်းသားလေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုတတ်သိပြနိုင်မှမန္တလေးသိန်းစော်ရှိရအဲ့ဒီချင်းရတာဟောအဲ့ဒီစတဲ့စင်မရခဲ့တာကျွန်တော်စင်နေဝယ်နေတဲ့အထိမန္တလေးသိန်းစော်ရှိရမရသေးဘူးကျွန်တော်ကစင်နေတာဝယ်နေတာမရသေးဘူးဟောနောက်တစ်ခုဒီစတဲ့စင်မင်းစက်တော့ကျွန်တော်ရပြီဆိုတဲ့အချိန်မှာကျွန်တော်တို့တလေးတစားတင်ဆက်ရမယ်ပထမတော့ကတော့16ရက်နေ့မှာတင်ဆက်မယ်လို့ကျွန်တော်ပြောခဲ့ဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့ဒီဥစ္စာပို့ပြီးတော့စက်ရုံထဲလာကြီးတဲ့လူပဲကြည့်ရှုခွင့်ရအောင်မယ်ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့က16ရက်နေ့မှာစရန်စင်မင်းဇတ်တော်ကမယ်ဒီမင်းသားလေးဟာဒီဇတ်တော်စာမွေးပွဲအောင်လို့ဒီဇတ်တော်ကျွန်တော်တို့ရခဲ့တာဖြစ်ပါတယ်ပြောပြီးတော့ဟမ်你要把它有人，你ထက်မှလားမဖြတ်ဘူးလားဟုတ်လားငါသမီးကလူဟုတ်ဟဲ့ဖေးငါသမီးကလူမဟုတ်သေးဘူးနေမဟုတ်တယ်နေဘာလို့ငါမကွာချင်းလဲအဲ့မင်းကနေနေဒီမှာလာနေနေရတယ်你把你让他，အဲ့ငါလုံခဲ့ရဟာလေနေပြလေနေကဖမ်းလေအခုနေကဖမ်းလို့ရလေဟမ်ပြောဘောရောဟာလေဘာငါလည်းပဲနေတန်နေဟဲ့နေကလည်းပြောတာနေလာပြန်သူများကလာခန်းနေရလေဟမ်ငါ့ကိုကွာချင်းပဲကွာချင်းပဲလို့ပြောနေကြတယ်မကွာချင်းပေးနိုင်ဘူးဟာအခုနေကဒီအိမ်မှာလာပြီးတော့ဒီကောင်မနေကအမျက်လာလောနေရလားဟာဟမ်你妈妈弄的，ဘာလုံးနေတယ်နေเจ้าနေသိလေနင်တို့အမျက်လာလုံးနေဆိုဟောတရင်ရပြီးသားငါ့ကိုလှုပ်ပေးမလားဟမ်ငါပေါင်နေဖြတ်ပေးမလားဖြတ်ပေးမလားတဲ့ငါနေတို့ပြောနေရလေရလားဟဲ့ကောင်မဟုတ်လားဒီနေ့ကဟဲ့နေရောက်တာနေပြောဆိုစကားလာမပြောနဲ့ဘာလုံးနေတော့သူများအိမ်မှာလူမရှိဘဲလဲနေဘာလုံးနေရလဲ来把把来喏，来把把喏，花花拖下面，ထိုးကြလားဟမ်နေဖြတ်မှလားမဖြတ်ဘူးလားငါဘာပြောငါဘာလာပြောနေတင်ထားတဲ့ပုံတွေဖြတ်မှလားမဖြတ်ဘူးလားဒီနေ့ဘဲတက်တယ်နဲ့ငါတင်တော့လာပြောသေးကြလားပြောလေနေငါ့ကိုပြန်ရေးထားတဲ့စာတွေလေနေကဖေးမဟုတ်လားနေသမီးတယောက်နေနဲ့ဟမ်နေကိုသမီးအောင်ကိုဖာထောင်ခိုင်းတာလေဟမ်把弄的，နေရေးထားတဲ့စာတွေဟမ်ဖြတ်မှလားမဖြတ်ဘူးလား对哈，ဆင်းမှလားမဆင်းပေးဘူးလား那个行没？ခုလိုက်
ထိုးလိုက် အခုပြောပြီ ဟုတ်လေးပြောပြပါဦးပြန် ပတ်သက်မှာလား မပိုင်စိုးကြားအောင်ကျွန်မပြ နော်ပတ်သက်မှာလား မပတ်သက်တော့ မပတ်သက်ဘူး သူ့ကို ပတ်သက်မှာလား မပတ်သက် မပတ်သက်ဘူးအဲ့တော့ကိုပိုင်စိုးကနေပြီးတော့ငါတို့မှလာပတ်သက်ခဲ့ရင်လေးတို့ကို message တော်လကောဖုန်းတော်လကောလာရ recording နဲ့အတူလာပြီးပြောရဲလေးကျမမပတ်သက်ဘူးဟာဒီမှာဒီချိန်မှာ तू ကလာပြီးကျမကိုပတ်သက်နေပါဆိုရင် तू သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုတော့လှမ်းကြောင်းကြပြီးချိန်ပြီးတော့လုံးတင်လုံးထိုက်တာကိုလုံးပါနော်အခုဒါမတီတော့ကတော့ကြိုးကြုံတော့နဲ့ဖြစ်သွားကြပြီအခုသိပြီပြောပြီဟိုကတကယ်လူမှုရေး site ဘယ်တော့ကောင်းလို့သက်ဆိုင်ရာဌာနဘော်တွေနဲ့အာဏာပိုင်ပေါ်သီးတွေရှေ့မှာလာပြီးတော့တရားဝင်လာပြီးအချီချုပ်လေးနဲ့လုပ်ပြီးလေးပြောပေးပါဟုတ်ကလားမဟုတ်လားညီကလည်းဝန်ခံတယ်ဟုတ်တယ်နောက်ကကြတော့မပတ်သက်တော့ပါဘူးမဆက်နွယ်တော့ပါဘူးပတ်သက်ဆက်နွယ်ခဲ့ရင်စပြီးဆက်နွယ်တဲ့လူကနံပါတ်1တရားခံပဲဟုတ်တယ်နော်အဲ့တော့ဟာသူကပဲဘာညာဆိုဟိုကအမျိုးသားယောက်ျားလေးပြဿနာမရှိဘူးကျမတို့ကမျိုးသမီးပါဆိုလို့ပြောမနေနဲ့နော်ကျမကြီးကသူခေါ်လို့လာတော့ဆိုအတိအကျပါလို့ဒါလို့ဟိုကလည်းခံစားမှုရှိမှာမဟုတ်ရင်ထောင်ကြမှာသူ့မှာတားကြီးမယားကြီးနဲ့ဘွဲ့မြည်တော်ရနေပြီနော်သမီးရှိနေတယ်ဒီနေသားတွေရှိနေတဲ့ဒီကြားထဲကကိုကတိုးရင်တလင်တမယားစနစ်ကသွားမှာ ဟုတ်တယ်ဟုတ် ရှင်းလားနော်အပေါ်ကသမတ်မနေနဲ့အဲ့ဒါနေနဲ့ဟိုလိုဆိုတာအဲ့ဒါတာဝန်ရှိပုဂ္ဂိုလ်တွေရှိကိုငါတို့ကပြောလိုက်ပြီးပတ်သက်ဆက်နွယ်နေအဲ့တော့ဂတိကိုခံဝန်ချက်တွေနဲ့လက်မှတ်တွေထိုးပြီးဒါကိုမိတ်သူပေးလိုက်မှာ ဟုတ်တယ် နော်ညီရှိမှာသာအားတော်လကောင်ဖုန်းနဲ့တော်လကောင်ဆက်သွယ်လာလို့ရင် recording ဖမ်းအဖမ်းမနဲ့ပြလို့ဟိုကသူတို့ကဘလောင်ဆက်ပြီးတော့သူတို့ကနေရင်လာခဲ့လို့ရှိရင်ညီရှိကိုဒါရောက်တဲ့ချိန်နဲ့ဟိုကရောက်တဲ့ချိန်နဲ့အဲ့တော့ချိန်ထားပြီးချိန်ပြီးတရားစွဲမှာဟုတ်လားနော်အဲ့တော့ငါတို့မှအတွက်ကြောင့်မို့သူတစ်ပတ်သားမိသားစုဖြိုးပြည့်ပျက်စီးရမယ့်လုပ်ငန်းကြီးကိုမလုပ်ပါနဲ့ဦးလေးမောင်တို့အာနာဆိုင်ရာဒီမှာပေါ်ကြီးပြည်ပြမြစ်တိုင်အခါမီအဲ့ဒါကိုကြီးကြေပြောသွားလိုက်နာမှာလား လိုက်နာမယ် လိုက်နာမယ်ဟုတ်သေးကြတယ်နော်ဒီခေါင်းထုံးမှာဟုတ်တယ်နော်အဲ့တော့အေးဒါဆိုပြီးပြီဟုတ်လားအဆင်ပြေပလားပဲဟုတ်ပြီနော်အေးဟုတ်တယ်နော်ခဏတိုင်းမေးလိုက်ပြီဒါလိုကြီးလဲဆို ငါတို့နေတော့ customer မမရရင်ပြောရိုက်တင်ရရမှာပဲလေငါတို့ကစကားနည်းနည်းလေးကျဲတော့တော့ဟာဆရာကြီးကျဲလိုက်တော့ပြောဘာဖြစ်လို့ငါမောင်နေမောက်တော့ခေါ်ခဲ့ပိုင်းနိုင်ဆွဲရိုက်ပြီးတပ်ပြစ်မယ်ဆိုတော့ဒါ तू ပြောဆရာလားငါဆရာရှင်ဆရာဟို तू ဆရာကဘာဆရာတော့သွားဆရာလေးလည်းဖြစ်တရားဒီလိုစိတ်ခါတတိလေးနဲ့ customer ကိုအဲ့လိုကြီးကျဲပြောလို့ရလားပြောလို့ရလားတကယ်ဥပဒေမှာတိုင်မယ်ဆိုရင် तू ကဒုက္ခရောက်မှာနော်ဆရာဝေကလူနာကိုကောင်းကောင်းပြောပိုင်ခွင့်မရှိရအော်ကြီးနဲ့တင်တဲ့တပ်ပစ်မယ်ပါးရိုက်ပစ်မယ်ပြောစရာစောက်ကြောင်းမှမရှိဘူးလောလောဆယ်မရဒုက္ခရောက်တော့မယ်တရားဆွဲလို့ရရင်ဟာငါတို့လည်းတရားဆွဲလို့ရတယ်ငါတို့လည်းပြန်ဆွဲလို့ရအမကြောက်ဘူးဆွဲမယ်တရားဆွဲမယ်ရတယ်မဟုတ်ဘူးတရားဆွဲမယ်ဆွဲမယ်လေငါတို့ဥပဒေနားမလဲတဲ့လူမဟုတ်ဘူးငါကသူ့ကိုပဲလမ်းပြောလိုက်တာငါပြောတာဘေးချိန်ကြမှာလားငါဒါပဲမေးတာနော်ငါနေတော့ဆဲတာဆိုတာတခုမှမပါဘူးတိလားရိုင်းမှာဟောပေါ့ဟာဒါကနေတို့ customer ကိုမိုက်ရိုင်းတာတက်တေယူတာအလကားနေရင်လည်းနေတို့စော်ကားနေတာမဟုတ်ဘူးနေတို့ကသွားလို့ပြီး service ပေးပြီးမှတိလားနော်